မောင်နှောဒေသမှာဖြစ်ပေါ်နေတဲ့ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုဖြစ်စဉ်တွေမှာပါဝင်ပတ်သက်သူတွေကိုအကြမ်းဖက်ဥပဒေနဲ့ထိထိရောက်ရောက်အရေးယူပေးဖို့နေရဲစွန့်ခွာလာတဲ့ဌာနေတိုင်းသားတွေကိုအကာအကွယ်အကူအညီများပေးဖို့အရက်ဖက်အဖွဲ့အစည်းတွေနဲ့အစိုးရကပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်တွေကိုဘူးသီးတောင်မြို့နယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်တောင်းရွှေကိုရခိုင်ပြည်နယ်စစ်တွေမြို့အခြေစိုက်11ရုပ်သံသတင်းတောက်ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။လွှတ်တော်ပြည်တာနဲ့ကျွန်တော်တို့ကိုမျိုးတွေကိုလာပြီးတော့ဒီကျင်းပဖြစ်စဉ်နဲ့ပတ်သက်လို့ဘယ်လိုတွေလုပ်နေလဲဆိုတာကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ဟိုတင်တွေကဆိုလို့ရှိရင်ကျွန်တော်ဒီမျိုးတွေအထူးထူးအုပ်ချုပ်ရေးဦးစီးဌာနနောက်ပြီးတော့ဒီမြန်မာနိုင်ငံရေးတပ်ဖွဲ့မျိုးတွေကိုတွားပြီးတော့တရားဝင်တွားမေးပါတယ်။ဒီလိုဒီအခုဖန်ဆီးထားတဲ့လူတွေကိုအကျဉ်းဖောက်ဥပဒေနဲ့အရေးယူထားတာရှိလားဆိုတော့သူတို့ကတယောက်ပဲရှိတယ်လို့ပြောတယ်။ဒီဥရှိမောပေါ့နော်အရင်ကလွတ်တော်ကိုလေဟာသူတယောက်ပဲယူထားတာရှိတယ်မြို့ပေါ်မှာတော့နောက်ဟာပြီးတော့နောက်ဒီလိုတော့ဒီလိုရှိပြပါဘူးလို့ဖြေတယ်ဆိုတော့သူတို့လုံနေတာနည်းနည်းအားမရလို့ပေါ့နော်ကျွန်တော်တို့ကတော့အားမရလို့ကျွန်တော်တို့ဒီဆိုရရဲ့လုပ်ငန်းတွေကိုအင်းကြောင်းပေးဖို့လွတ်တော်မှာလည်းတာဝန်ရှိတယ်ဆိုတော့ oversight လုပ်ဖို့တာဝန်ရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီဖန်စီရမင်းတဲ့လူတွေကိုဥပဒေနဲ့အညီထိထိရောက်အေးယူနိုင်ဖို့အတွက်ကိုကျွန်တော်တို့တိုက်တွန်းပါတယ်နောက်ပြီးတော့မနေ့ကဒီနေ့မိုးဆက်ပိုင်းကတော့ကျွန်တော်တို့ဒီနေချာဆောင်ပေါ့နော်ကျွန်တော်တို့ဒီတောင်ပဇာနေချာဆောင်ရေးအရာရှိနဲ့ကျွန်တော်ဖုန်းအဆက်တွေရပါတယ်သူတို့ကတော့ဒီဘူးတီတောင်မြို့နယ်မှာ9စီနေပါလောက်ရှိတယ်လို့ပြောတယ်တောင်ပဇာမှာ39ဒီလောက်ရှိတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်တို့ကတော့ထိထိရောက်ပြည်စီရှင်တာပေါ့နော်ထိုးနေတူဆိုဘူးတီတောင်မြို့နယ်မှာရှိတယ်လို့မောင်းတော်ဒေတောင်တို့မှာလေးအဲ့လူမျိုးရှိသိရှင်ပါတယ်လွန်ခဲ့တဲ့ကျွန်တော်တို့4-5ရက်လောက်ကတော့ဘူးတီတောင်မြို့ပေါ်မှာပောက်ကွေးမှုတစ်ခုဖြစ်တယ်အဲ့ဒီပောက်ကွေးမှုတစ်ခုဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့လေကျွန်တော်ကဒီမေးတယ်အဲ့ဒါကြတော့ဘလို့အရေးယူထားတာရှိလဲဆိုတော့ထိထိရောက်အရေးယူထားတာမတွေ့ဘူးအမှုဖွင့်တာမတွေ့ဘူးဆိုလိုတာကပေါ့ဗျာကျွန်တော်တို့ဒေသမှာအရင်တုန်းကလေးဒီလိုလက်ပိတ်လေးမှုတွေရှိတယ်ဥပဒေတွေတိုင်းမဖြစ်ဘူးပေါ့နော်သူတို့ဒီလိုဒီအကျဉ်းပြတဲ့ဝန်ထမ်းတွေရဲ့လုပ်ရက်တွေကြောင်းအဲ့လိုတရားခံတွေကိုမဲမဲကဲကဲပေါ်ထုတ်နိုင်ပြီးငွေပေးငွေလုပ်ပြီးတော့လက်ပိတ်လေးမှုတွေလုပ်ပြီးတော့သူတို့ကိုလွတ်ဟိုဒါတကယ်ကိုတရားခံတွေမပေါ်ထုတ်ပေးနဲ့လွတ်တော့မှစိုးလို့ဒီသူတွေကလေးစောင့်ကြည့်နေပါတယ်လွတ်တော်ကလေးဆုံးဖြတ်ရပြီဆိုတော့အဲ့ဒီဥပဒေတိုင်းဘယ်လောက်ထိအကောင့်ထေပေါ်တာရှိပြီလဲဘယ်လိုပြီးရောမှဘယ်လိုဖန်ထားတာကြားတယ်အဲ့ဒါဘယ်လိုအရှင်ရှိလဲကျွန်တော်တို့ကမေးတယ်ဆိုတော့ပြည်သူတွေကလည်းဒီလောက်ထိစိတ်ဝင်စားတဲ့အနေထားကိုကျွန်တော်တို့ဒီထိထိရောက်ဖြစ်စီရှင်လို့ကျွန်တော်တို့ကလေးဒီလိုစောင့်ကြည့်ပြီးတော့အခုလိုပြောရတာဖြစ်ပါတယ်အခုတကယ်တမ်းပြောလို့ရှိရင်ကျွန်တော်တို့ state councilor ရုံးကနေလူဘယ်လောက်ဖန်ထားပါတယ်လို့ပြောတယ်ဆိုတော့ဒီလောက်လူတွေကိုဘယ်ဥပဒေနဲ့အမှုဖွင့်ထားလဲဘယ်လောက်ထိအမှုဖွင့်ထားပြီလဲအဲ့ဒါတွေကိုလည်းတရားဝင်ကြီးညာဖို့လိုတယ်ပြည်သူတွေသိအောင်ပေါ့နော်ဒီလောက်ထိပုံကြော့ပြီးတော့ရော်လုံးကျွက်ကိုကျင်းဖတ်လာတဲ့ဥပဒေအခုထိလောက်ခင်းလို့မရသေးဘူးဆိုတာတော့ဒါစွဲလှုပ်ဆောင်မှုနည်းနည်းလိုအပ်နေသေးတယ်လို့ကျွန်တော်တို့ကတော့ပြောလို့ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီလက်ချီဒီတိုင်းရင်းသားတွေအနေနဲ့ကြေးရော်စွန့်ခွာပြီးတော့ဒီပြေးလွှားနေရတဲ့အပေါ်မှာဘယ်လိုသုံးသပ်မိပါလဲခင်ဗျာကျွန်တော်တို့ကဘယ်လိုခေါ်မလဲဒီနေမြေတစ်ခုကိုစွန့်လှက်လိုက်ရတယ်လို့ခံစားရတယ်ဆိုတော့ဒီအစိုးရအနေနဲ့တော့အရင်တုန်းကလို့2010ကတည်းကလည်းဒီလိုလုပ်ခဲ့တယ်သူတို့ကအရှင်းပြီးဘာညာဆိုပြီးတော့ခေါ်ပြီးတော့အတင်းအဓမ္မကိုနေခိုင်းတဲ့ပုံစံမျိုးတော့မဖြစ်သင့်ဘူးအခုနေထားကတော်တော်သူတို့ရဲ့စိတ်ခင်စားတွေကလက်တိကြရောသူတို့တော်တော်ခံစားရတဲ့လူတွေခံခဲ့ရတဲ့လူတွေပဲဖြစ်တယ်အဲ့ဒါကြောင့်ထွက်ပြေးလာရတာအဲ့ဒါတွေကိုပြင်ပြီးတော့နေရာချရတဲ့ခါမှာဖြစ်ခနဲ့စကျွန်တော်တို့ဒီလိုပြုံးစားကြီးအနေနဲ့လုံးလို့တော့မဖြစ်တော့ဘူးအရှင်ယူပြီးတော့စလိုက်တကြနေပြီးတော့နေရာချဖို့လိုအပ်ပါတယ်ဟုတ်ကဲ့မဒီဘင်္ဂလီအကျန်းဖက်တွေဟာအမြင့်မပြတ်သွားရင်ဒီကျွန်တော်တို့တိုင်းရင်းသားတွေနဲ့နည်းနည်းထိုင်လို့တော့အဆင်ပြေပါမလားခင်ဗျာမပြေနိုင်ပါဘူးခင်ဗျာဒါတော့ကျွန်တော်တို့တော်တော်ဒီကိစ္စကအဓိကပါပဲဒီဒေသမှာအခြေချနေထိုင်ဖို့ဒီဒေသပြည်နေထူထောင်ရေးလုပ်ဖို့ကိစ္စကတော့ကျွန်တော်တို့အဓိကဒီဘင်္ဂလီအကျဉ်းဖတ်တွေကိုနင်းပြီးမှအနည်းတရှိမုံတိုင်မှဒီဒေသရဲ့ရရှိတည်တဲ့မှုကိုလုပ်တင်တယ်လို့ပြောလိုပါတယ်အခုကတော့လုံခြုံရေးတော့အတင်းတက်လို့ရှိတာပေါ့နော်ဒါပေမဲ့ဘင်းနေဘေးရှင်ဘယ်လိုဖြစ်လာမလဲဆိုတာတယောက်မှအမခင်လို့မရဘူးအဲ့လိုနေထားရှိပါတယ်ဟုတ်ကဲ့ပြည်သူကိုလက်ရှိအချိန်တွေမှာပေါ့လေပြေးလွှားနေရတဲ့အလူတွေကိုဘာမှပြောရှင်တာရှိပါလဲခင်ဗျာကျွန်တော်တို့ဘာဖြစ်ဖြစ်အခုတော့လက်ပြသူတို့ခင်စားခဲ့ရတဲ့လူတွေဆိုတော့ပြေးကြလွှားကြတာတော့ကျွန်တော်တို့တဘာဝပါပဲဒါမဲ့ကျွန်တော်တို့ဒီ
စိုက်ရဲ့သဘောနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ဒေသဟာစိုက်တစ်ခုနိုင်ငံတကာကျွန်တော်တို့ဒီပြည်ပကစိုက်တစ်ခုထိုးစိုက်တစ်ခုခံရရတယ်လို့ကျွန်တော်တို့ဒေသခံတွေစုပ်ပြီးသွားတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒါကြောင့်တစ်ဖက်ကကျွန်တော်တို့ဒီစိုက်ပွေးတစ်ခုဖြစ်လာလို့ရှိရင်ကိုယ့်ဘက်ကဒီလိုပြေးရလွှဲရနေမီတွေဆွလဲရအဲ့လိုမျိုးဒုက္ခတွေကြားရောက်တယ်လို့နောက်တစ်ဖက်ကရင်သူကလည်းဒီလိုဖြစ်မှာပါဆိုတဲ့ခါကိုတော့တတိယစီရှင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘိုးဘွားမင်းဒီပိုင်ဆိုင်ခဲ့တဲ့နေတွေကိုမပြီးဖြစ်ဒီလိုဆွလဲပြီးတော့မတော်စီရှင်ဘူးပေါ့နော်တရှိရှိမှကျွန်တော်တို့ပြင်ပြီးတော့ဒီနေရာကိုလာနိုင်အောင်စူးစမ်းကြပါလို့ပြောရှင်ပါတယ်သူတို့လည်းဘာလိုရတယ်ဘာလို့လိုရလဲပေါ့အဓိကတော့ဒီလိုတာရှည်တော့ထားလို့မရဘူးကျွန်တော်တို့တခုစလိုက်တကြသူတို့ကိုထားနိုင်အောင်ဥမာကန်တစ်ခုခုပေါ့နော်နေရာကြီးဥစ္စာတစ်ခုခုနောက်ပြီးတော့သူတို့ကပါလာတဲ့ကလေးတွေပါတယ်လို့ရှိတယ်အဲကြောင်းနေကိုအတွက်ကိုလုံခြုံတဲ့နေရာတွေမှာကျွန်တော်တို့စုပြီးတော့သူတို့ကိုသူတို့ရဲ့နေထိုင်စားသောက်ရေးကိုဖြည့်ရှင်းတယ်လို့သူတို့မှာရှိတဲ့ကျဲမာရေးပညာရေးကိုလည်းဖြည့်ရှင်းဖို့တော့စလိုက်တကြလုပ်ဖို့လိုရပါတယ်လို့ပြောလို့ပါဟုတ်လက်ရှိအစိုးရလှုပ်ဆောင်ပုံဘာလိုရှိရှိလို့အစိုးရလှုပ်တာတော့လုံးဝအားမရဘူးခင်ဗျအခုလှုပ်နေတာကတော့ကျွန်တော်တို့ဒီအရက်ဖအဖွေးစီတွေပဲလှုပ်နေတာရှိတယ်အစိုးရဘက်ကတော့သူ့အနေနဲ့သူတောနေတာတော့တွေးပါတယ်ဒါပေမဲ့သူတို့လှုပ်တာတော့ထိရောက်ကျွန်တော်တို့မတွေးပါဘူးထိရောက်တဲ့လုပ်ငန်းတွေဖြစ်တော့ကျွန်တော်တို့ပြည်သူတွေကလည်းသိပါတယ်အဲ့ဒါတော့သူတို့ကတော့ဟန်ပြပဲလှုပ်နေတာများတယ်ဟိုဒီနေ့ကရောက်လာတာလေဒီတိုင်းပဲသူတို့အဲ့လိုမျိုးတွေရှိတယ်အခုမနေ့ကဆိုလို့ရှိရင်လေတိုင်းရင်းသားအပြန်တွေကိုနားထောင်တယ်လို့ပြောတာပဲဒါပေမဲ့အစုံမပါဘူးဗျာသူတို့မှာနောက်ပြီးတော့အဖွေးစစ်တွေလည်းမပါဘူးသူတို့ကိုယ်တိုင်ကဒီစကန်တွေကိုဝင်ပြီးတော့တောင်မကြည်ရဘူးဖြစ်နေတယ်စကန်တွေကိုလာလို့ရှိရင်ဒီကဒုက္ခတွေကလည်းသူတို့ကိုတောင်းဆိုမှုတွေလုပ်မယ်လေအဲ့ဒါကြောင့်သူတို့စကန်တွေကိုတောင်မလာဘဲနဲ့အပြင်မှာခေါ်ပြီးတော့တရားတဲ့သဘောပဲရှိတယ်အဲ့ဒါမဖြစ်သင့်ဘူးပေါ့အစိုးရပြည့်အနေနဲ့သူတို့ဘာဖြစ်နေလဲဘာလုပ်တဲ့လဲဆိုတာဒီမှာရှိတဲ့ဒေသခံတွေနဲ့ဥပုံပြီးတော့လုပ်တဲ့နေပေါ့နော်အထူးသဖြင့်ပေါ့ကျွန်တော်တို့ဒီလွတ်တော်ကိုယ်စားလှယ်တွေဆိုလို့ရှိရင်သူတို့နဲ့တခါမှမတွေ့ရဘူးကျွန်တော်တို့ပြောတာပဲဒါပေမဲ့သူတို့ကျွန်တော်တို့ကိုတောင်မှမတွေ့ရဘူးပြည်သူအသံကိုကိုစားပြုတဲ့လွတ်တော်ကိုယ်စားလှယ်တွေရဲ့ဘာတွေလိုအပ်နေလဲဆိုတဲ့ဟာတောင်မှသူတို့မမေ့ဝမ်းဘူးဖြစ်နေတဲ့သဘောဖြစ်တယ်